long time ago. ဇလန်အစမင်းသားလေးတယောက်ရဲ့စွန်စားခန်းမင်းသားလေးအဆိုရင်သူ့ရဲ့စီးတော်မြင်းလေးနဲ့သူသွားကျင်တဲ့နန်းတော်ကြီးကိုရောက်ဖို့အတွက်စွန်စားခန်းထွက်နေရမှာဖြစ်ပါတယ်ဇလန်ထဲမှာမြင်းနဲ့သွားတယ်လို့ပြောရင်မြင်းကမြင်းကောင်းနဲ့မတူတာနဲ့မြင်းကောင်းလေးပြောင်းပြီးတော့တက်ပေးလိုက်ပါတယ်ကဲဇလန်ဆက်ကြတာပေါ့စွန်စားခန်းထွက်ဖို့အတွက်အရင်ဘိုင်းရင်ဖြည့်ရမှာမို့လို့ကိတ်မုတ်တစ်လုံးနဲ့မင်းသားလေးကဘိုင်းဖြည့်နေပါတယ်အနေများတဲ့နေရာကြီးမှာမင်းသားလေးကစွန့်စွန့်ဆာဆာဒန်းလာစီရမျိုးတွေပင်မဝါတဲ့ခါအိတ်နေတာမျိုးတွေ Wait a minute. Who are you? အဲ့လိုမျိုးတုံကြိုးခုံနဲ့စွန့်စွန့်ဆာဆာစွန်စားခန်းထွက်ရှိခဲ့ပါတယ်ဒီလိုနဲ့ပဲမင်းသားလေးကမုတ်ထပ်စားလိုက်ပါတယ်သူပိုင်ရစားနေလို့ဒီလိုပင်စွန့်စွန့်ဆာဆာရတဲ့သူရဲ့ခီးတွေကအဆုံးသက်ကိုရောက်ဖို့အချိန်ကြာလာပါပြီကဲနောက်ဆုံးမှာတော့သူပြန်တန်းရင်းနဲ့ပဲသူရောက်ချင်တဲ့နေရာကိုရောက်သူ့ရည်ရဲ့ချက်ကဘာလို့ရည်မှန်းချက်ဘာလို့သူဘာလို့ရောက်ချင်တာလဲဆိုတော့မေမေတို့သိရမှာဖြစ်ပါတယ်မေမေတို့သိလိုက်ရတဲ့တခုကတော့ရွက်ရှင်သေးလေးနဲ့လာပြီးအိတ်ချင်တယ်ဆိုတဲ့အကြောင်းပါပဲ